အားလုံးကို Merry Christmas ဆိုပြီးမှရှေးဥစွာနှုတ်ဆက်ချင်တာဖြစ်တယ်။ဘုရားခင်ရဲ့ထံတော်ထဲကနေတင်းရဲ့အသက်တာဖြစ်တဲ့မှာငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းရှိပါစေ။ဒီနေ့ဒီ Christmas ကာလရီမှာကျွန်တော်တို့နှုတ်ဘတ်တော်အဖြစ်ယေရှုခရစ်တော်ရဲ့မွေးဖွားခြင်းနဲ့ပတ်သက်ပြီးမှကျွန်တော်အပတ်စဉ်မှာဒီခရစ်တော်မွေးဖွားတဲ့အချိန်ကာလနေစပြီးမှဘယ်လိုအဖြစ်ပြက်တွေဖြစ်ခဲ့လဲဘယ်သူတွေနဲ့တွေ့ခဲ့လဲဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ဝေမျှပေးသွားမှာဖြစ်တယ်ဒီနေ့မှာကျတော့ Christmas ဆိုတာဘာလဲပေါ့နော် What is Christmas ပေါ့နော်ဒီအကြောင်းအရာလေးကိုကျွန်တော်အနည်းငယ်ပြောပြချင်တာဖြစ်တယ်အဲ့တော့ Christmas ဆိုတဲ့အရာကဒီယေရှုခရစ်တော်ရဲ့မွေးဖွားခြင်းကိုဆိုလိုတာဖြစ်တယ်အဲ့တော့ Christ ဆိုတဲ့အရာကနော်ခရစ်တော်ဖြစ်ပြီးမှ Mass ဆိုတဲ့အရာကလူသားတွေပေါ့နော်အဲ့တော့ယေရှုခရစ်တော်ကလောကသေးကိုဆင်းကြွလာပြီးမှဗာလဲလူတွေနဲ့ပေါင်းဖော်တာဖြစ်တယ်လာပေါင်းဖော်တာဖြစ်တယ်အဲ့တော့လူသားတွေကကိုယ့်ရဲ့ကြိုးစားမှုကိုယ့်ရဲ့ကြင်ကြံမှုတွေကြောင့်ဖျားစီကိုကျွန်တော်တို့မတွားနိုင်တဲ့ခါမှာနော်ဖျားခင်ကနော်ယေရှုခရစ်တော်ကကျွန်တော်တို့လူသားတွေစီကိုလာပြီးမှလူသားတွေကိုကေတင်ဖို့အတွက်ကြွလာတယ်ဆိုတဲ့အကိုကျွန်တော်ကျမ်းစာထဲမှာတွေ့ရဖြစ်တယ်အဲ့တော့ Christmas ဆိုတဲ့အကနော်ဖျားနဲ့လူသားပေါင်းဖော်ခြင်းဆိုပြီးမှအသိပေးရတာဖြစ်တယ်အဲ့တော့ Christmas ဆိုတာဘာလဲဆိုပြီးမှကျွန်တော်တခါတည်းမသိတဲ့ခါမှာနော်ဘာပြောရမှမသိတကယ်ကျတော့အဲ့နော်ဖျားကလူသားတွေစီကိုလာပြီးမှလူသားတွေနဲ့ပေါင်းဖော်တယ်လူသားကိုကေတင်ဖို့အတွက်ကြွလာတဲ့အချိန်ကာလဖြစ်တာဖြစ်တယ်အဲ့တော့ဒီ Christmas ကာလဟာတင်ဝမ်းမြောက်ရမယ့်ကာလဖြစ်တာဖြစ်တယ်အာမင်တင်ဝမ်းမြောက်ပြီးမှကောင်းမြတ်တဲ့သတင်းတွေကိုဝေငှရမယ့်အချိန်ကာလဖြစ်တယ်ဆိုပြီးမှကျွန်တော်ပြောပြချင်တာဖြစ်တယ်အဲ့တော့ဒီဖျားကဘာဖြစ်လို့လောကသေးကိုကြွလာလဲပေါ့နော်ဒီအကြောင်းအရာလေးကိုကျွန်တော်အနည်းငယ်ပြောပြချင်တာဖြစ်တယ်အဲ့တော့ဘာဖြစ်လို့ကြွလာလဲဆိုလို့ရှိရင်ဒီတိမောသေဩဝါဒစာပထမစာဆောင်ခန်းကြီး1အငယ်15ထဲမှာပေါ့နော်ခန်းကြီး1အငယ်15ထဲမှာယေရှုခရစ်တီအပြစ်ရှိသောသူတို့ကိုကေတင်ခြင်းကဤလောကသို့ကြွလာတော်မူသည်ဟုသောစကားသည်တစ္ဆာစကားဖြစ်၏အကျွေးမဲ့ခံယူအပ်သောစကားလည်းဖြစ်၏အပြစ်ရှိသောသူတို့သည်ငါသည်အကြီးဆုံးဖြစ်၏တဲ့ယေရှုခရစ်တော်ကလောကသေးကိုကြွလာတယ်နော်လူစားတိခံယူပြီးမှမွေးဖွားခြင်းကိုခံယူတယ်အဲ့ဒီအရာကိုဗာလဲအဲ့ဒီယေရှုခရစ်တော်ရဲ့မွေးဖွားခြင်းအဲ့ဒီကာလကိုဗာလဲခရစ်စမတ်ကာလဆိုပြီးမှကျွန်တော်တို့ပြောလဲရှိတာဖြစ်တယ်ကေတင်ရှင်ကြွမြန်းလာတဲ့ကာလနော်လူစားတိခံယူပြီးမှဗာလဲလူတွေကိုကေတင်ဖို့အတွက်အဲ့တော့ဒီထဲမှာတိမောသေဩဝါဒစာပထမစာဆောင်ထဲမှာဘယ်လိုဖော်ပြထားလဲဆိုလို့ရှိရင်ယေရှုခရစ်တော်လောကထဲမှာဘယ်လိုဖြစ်တဲ့လူတွေကိုကေတင်ဖို့အတွက်ကြွလာလဲဆိုလို့ရှိရင်အပြစ်ရှိတဲ့လူတွေကိုကေတင်ဖို့အတွက်ကြွလာတယ်ဆိုမှပြောရဖြစ်တယ်အဲ့တော့အပြစ်ရှိတဲ့လူတွေကိုကေတင်ဖို့အတွက်ကြွလာတယ်ဆိုလို့ရှိရင်ငါတို့တော့မပေါ့တင်လားငါတို့ကအပြစ်မလုပ်ဘူးအပြစ်မရှိဘူးဆိုပြီးမှထင်ကောင်းထင်လိမ့်မယ်မိတ်ဆွေကျွန်တော်တို့ကဗာလဲမွေးစားကပြင်အပြစ်ရှိတဲ့လူတွေဖြစ်တာဖြစ်တယ်နော်အာဒံအေဝါရဲ့ပြစ်မှားခြင်းတွေကြောင့်ကျွန်တော်တို့အသေးမှာဗာလဲဗီဇဆိုတဲ့အပြစ်ကကျွန်တော်တို့အသေးမှာပါလာတယ်အဲကြောင့်ကျွန်တော်တို့ကြိုးစားပြီးမှဗာလဲဖျားစီကိုကျွန်တော်တို့မရောက်နိုင်ဘူးဘလူပဲဖြစ်ကောင်းတဲ့အရာတွေကိုကျွန်တော်တို့လှုပ်ဆောင်ဖို့အတွက်ကျွန်တော်တို့တိလာဆိုလို့ရှိရင်တိတယ်နော်မကောင်းတဲ့အရာတွေကိုလှုပ်ဖို့အတွက်ကျွန်တော်တို့ကိုဘယ်သူမှမတင်ပေးခဲ့ဘူးမွေးကတဲ့ကနေဒါမဲ့ဗာလဲမကောင်းတဲ့အရာတွေကတင်စရာမလိုဘဲနဲ့အလူကျွန်တော်တို့အသေးဒီဗီဇကိုရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကလှုပ်ဆောင်တတ်ကြတယ်နော်အဲ့ကြောင့်အဲ့ဒီအပြစ်တရားသေးမှာနော်ကျွန်တော်တို့ကျင်လည်နေတဲ့တန်တရားလည်နေတဲ့ကျွန်တော်တို့ကိုပါလေအပြစ်ကင်းတဲ့ဖះကနော်ကျွန်တော်တို့စီကိုလာပြီးမှကျွန်တော်တို့ကိုကေတင်တယ်ဆိုတဲ့အရာလေးဖြစ်တာဖြစ်တယ်အဲ့ကြောင့်ကျွန်တော်တို့ဦးချင်းစီတိုင်းကကိုမယုံထွက်နိုင်ဘူးနော်ဒါလူသားတွေဖြစ်တဲ့အခါမှာအဲ့ကြောင့်ဖះကကျွန်တော်တို့စီကိုလာပြီးမှကျွန်တော်တို့ကိုလာကေတင်တာဖြစ်တယ်အဲ့ကြောင့်နော်ဒီလောကထဲမှာပေါ့နော်အပြစ်နဲ့ကင်းတဲ့လူဘယ်သူမှမရှိဘူးနော်အပြစ်နဲ့ကင်းတဲ့လူဘယ်သူမှမရှိဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့မယုံထွက်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့စီကိုလာပြီးမှကေတင်တဲ့အကြောင်းအရာဖြစ်တယ်အဲ့ဒါကခရစ်စမတ်ဖြစ်တယ်နော်အဲ့တော့ဒီခရစ်စမတ်ရေကဒီခရိယာန်တွေရဲ့ဖျားမွေးတဲ့အချိန်ကာလအဲ့လိုမဟုတ်ပါဘူးတင်မလားလူသားအားလုံးအပြစ်ရှိတဲ့လူတွေအားလုံးကိုကေတင်ဖို့အတွက်ကြွမြန်းလာခဲ့တဲ့အချိန်ကာလဖြစ်တာဖြစ်တယ်အဲ့ကြောင့်နော်ကျွန်တော်တို့ဦးချင်းစီတိုင်းနဲ့ဆိုင်တဲ့အချိန်ကာလဖြစ်တာဖြစ်တယ်အဲ့ဒီယေရှုခရစ်တော်လောကထဲမှာမွေးဖွားခြင်းကိုခံယူတယ်ပြီးရင်ဗာလဲကျွန်တော်တို့ရဲ့အပြစ်အတွက်
လောက်ဝါကားတိုင်းမှာအသေးခံတယ်နော်သူ့ကိုယုံကြည်သောသူတွေကဗာလဲတေလွန်တော်လဲပြန်လေပြီးမှရှင်ပြန်ထမြောက်လိမ့်မယ်ဘာလို့လဲဆိုယေရှုခရစ်တော်ကိုယုံကြည်ခြင်းအပြင်ကျွန်တော်တို့ကဗာလဲသာဝရအသက်ကိုရရှိတဲ့အကြောင်းအရာဖြစ်တာဖြစ်တယ်ပေသူမဆူပေလူမျိုးမဆူကိုမယုံထွက်နိုင်ဘူးဒီအပြစ်တွေထဲမှာပဲနစ်မြုပ်တယ်ဆိုလို့ရှိရင်ဗာလဲကျွန်တော်တို့အဲ့ဒီယေရှုခရစ်တော်ကိုယုံကြည်ခြင်းအပြင်ကျွန်တော်တို့ကဗာလဲတမလွန်မှာစိတ်ချရတဲ့အရာကိုသာဝရအသက်ကိုရရှိတဲ့အရာဖြစ်တာဖြစ်တယ်အဲကြောင့်အပြစ်ရှိတဲ့လူတွေကိုကယ်တင်တယ်ဆိုပြီးမှပြောတာဖြစ်တယ်နော်အပြစ်ရှိတဲ့လူတွေကိုကယ်တင်ဖို့အတွက်ကြွမြင်လာတဲ့အချိန်ကာလဖြစ်တာဖြစ်တယ်ဒီယေရှုခရစ်တော်ရဲ့မွေးဖွားခြင်းကာလကိုခရစ်စမတ်လို့ခေါ်တယ်နော်အဲ့တော့ကျမ်းစာလေးနောက်တစ်ပတ်ကိုဖတ်ပြချင်တာဖြစ်တယ်ရှင်လုကာအခန်းကြီး1အငယ်30ထဲမှာဘယ်လိုဖော်ပြထားလဲဆိုလို့ရှိရင်အခန်းကြီး1အငယ်30ကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိကြနှင့်လူအပေါင်းတို့သည်အလွန်ဝမ်းမြောက်ဝမ်းသာစရာတည်င်းကိုငါသည်တင်သူအားချပြောရ၏ယနေ့တင်ဒါဝိဒ်၏မြို့၌သခင်ခရစ်တော်သည်ဟုသောကယ်တင်သောရှင်သည်တင်သူအဖို့လူငါဖွားမြင်ခြင်းကိုခံတော်မူပြီတဲ့ဒီမှာယေရှုခရစ်တော်မွေးဖွားခြင်းနဲ့ပတ်သက်ပြီးမှကောင်းကင်တမန်တွေကတူးထိန်တွေရှိတဲ့နေရာကိုလာမှဗာပြောတယ်ဆိုလို့ရှိရင်ဗာလေကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိကြနဲ့လူအပေါင်းတို့သည်အလွန်ဝမ်းမြောက်စရာတည်င်းကိုငါသည်တင်သူအားကြားပြောလူအပေါင်းတို့သည်ဗာလေအလွန်ဝမ်းမြောက်စရာတည်င်းကိုငါကြားပြောမိတဲ့ယနေ့တင်ဗာလေဒါဝိမြို့မှာတဲ့နော်ဒါဝိမြို့၌သခင်ခရစ်တော်သည်ဟုသောကယ်တင်သောအရှင်သခင်ကိုဖွားမြင်ပြီးတင်တို့အဖို့လူငါဖွားမြင်ပြီးဆိုမှပြောတာဖြစ်တယ်ကျွန်တော်တို့အတွက်ယေရှုခရစ်တော်ဗာလေကယ်တင်တဲ့အရှင်သခင်လူသားတွေကိုကယ်တင်တဲ့အရှင်သခင်အပြစ်ရှိသောသူတွေကိုကယ်တင်ဖို့တဲ့နေ့ဗာလေဒါဝိမြို့မှာယေရှုခရစ်တော်ဖွားမြင်ခြင်းကိုခံတော်မူပြီးဆိုပြီးမှကျမ်းစာထဲမှာဖော်ပြထားတာဖြစ်တယ်အဲ့ဒီယေရှုခရစ်တော်ဖွားမြင်ခြင်းကတင်းနဲ့ကျွန်တော်အတွက်တင်းနဲ့ကျွန်တော်ငရေသွားရမယ့်နေရာကနေကျွန်တော်တို့ကိုဗာလေကယ်လွတ်ပြီးမှဗာလေသာဝရကောင်းကင်ကိုကျွန်တော်တို့ကိုခေါ်ဆောင်ဖို့အတွက်ဗာလေယေရှုခရစ်တော်ကတင်းနဲ့ကျွန်တော်အတွက်ဖွားမြင်ခဲ့တာဖြစ်တယ်အဲ့ကြောင့်ဒီနေ့ဒီကာလခရစ်စမတ်ကာလမှာကျွန်တော်တို့ရဲ့အသက်တာထဲမှာနော်ဒီရယူခြင်းတဲ့ကျွန်တော်တို့ကဗာလေပေးကမ်းခြင်းတည်င်းကောင်းတွေဝေမျှဖို့အတွက်ကျွန်တော်ဒီနေ့နှိုးဆော်ချင်တာဖြစ်တယ်ဒီယေရှုခရစ်တော်ရဲ့ဖွားမြင်ခြင်းဟာလူမျိုးတစ်မျိုးအတွက်ပဲမဟုတ်ဘဲနဲ့လူသားတိုင်းအတွက်ဗာလေကျွန်တော်တို့အပြစ်ကနေကေချုပ်ဖို့အတွက်ကြွမြင်လာခဲ့တဲ့ခရစ်စမတ်ကာလဖြစ်တာဖြစ်တယ်အဲ့တော့ခရစ်စမတ်ဆိုတာကဗာလေဖခင်နဲ့လူသားပုံဖော်ပြီးမှသူကလူသားတွေစီကိုလာပြီးမှကျွန်တော်တို့ကိုကယ်တင်ဖို့အတွက်ကြွမြင်လာခဲ့တဲ့ကာလဖြစ်တာဖြစ်တယ်ဒါကြောင့်ဒီနေ့ခရစ်စမတ်မှာတင်းရဲ့အသက်တာထဲမှာတင်းရဲ့မိသားစုထဲမှာငြိမ်သက်ခြင်းရှိပါစေတင်းရဲ့အသက်တာလည်းသာရအသက်ကိုရရှိပါစေဆိုပြီးမှဒီနေ့ဒီခရစ်စမတ်နဲ့အကြောင်းနဲ့ပတ်သက်ပြီးမှကျွန်တော်အနည်းငယ်ဝေမျှခွန်အားပေးချင်တာအများလောက်ဖြစ်တယ်အရောက်ချင်းစီတိုင်းပေါ်မှာဖခင်ကောင်းကြီးပေးပါစေ